လုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘောကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဝါလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘောကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအသွင်ပြရမှာလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတွန်းလဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်လုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဘောဝလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးသူရှင်ပန်းအသွင်ပြရမှာလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလှတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတွန်းလဲပချိုင်ကြီးအထင်မှာနဲ့ယုံလိုက်တိုင်းလှလို့ချစ်တော်ရှင်ဆရာဆိုတာနာတုံးနာစေတနာလေးနာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးနာစေတနာလေးနာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတက်လေးတင်ပဲ့ပြန်ဆုံးမှာပါမချမ်းဘေးရန်စီကသင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှမိုးကယူတင်ညွတ်ကျိုးရှိဖို့ကတော့ပါဤဆရာတငယ်ချင်းတို့မင်းတို့ငါတို့ငယ်ငယ်ဘဝလုံးကလေးကိုတောင်ဝိုင်းအောင်မရေးတတ်တဲ့အရွယ်မှာလက်ကလေးကိုကမ်းပြီးတော့တေချာကြနာနာသင်ပေးခဲ့ရတယ်မင်းတို့ငါတို့ရဲ့ဆရာကြီးရဲ့ဆရာမကြီးကကြီးကဆိုတာဟောဒီလိုကွာဆိုဝိညွန့်နေအောင်ကပြီးတော့တရံလို့ပြုတ်ကြအောင်ငါတို့တွေကိုသင်ပေးခဲ့တဲ့တို့ဆရာကြီးရဲ့ဆရာမကြီးအခုဆိုကြည်စမ်းအောင်ကွာဆရာကဆောင်ဝမ်းလူခံတော့ပယေနေစီတွန့်လိုက်ပြီးအင်ပဒံအိုမင်းရက်ရော်တဲ့အရွယ်ကိုရောက်လို့တောင်းနေကြပါဘောလားဒါပေမဲ့လေသူတို့ပြုစုပြုထောင်ပေးခဲ့တဲ့မင်းတို့ငါတို့ပင်ရံမြင့်မှာဝုံဝံကြွားကြွားလှပတင့်တယ်နေတဲ့သူတို့ရဲ့တပည့်ပန်းလေးတွေကိုမြင်တဲ့အခါမှာပီတိပြုံးနဲ့ပြုံးနေကြတာအဖြစ်မချိုင်ကြီးတွေအထင်သားနဲ့ဘလောက်တောင်ကြည့်လို့လှလိုက်တယ်ကွာတကယ်ချင်းတို့ကြည်စားမအောင်ကွာကြည်ကြစမ်းမအောင်ဆရာဆိုတာနာတုံးလားစေတနာနဲ့နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးလားစေတနာနဲ့နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတက်လေးတင်ပဲ့ပြန်ဆုံးမှာသိပ်ပါမချမ်းဘေးရန်စီကသင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှမိုးက
ယိုသေးညွတ်ကြိုးရှိခိုးကတော့ပါဤဆရာယိုသေးညွတ်ကြိုးရှိခိုးကတော့ပါဤဆရာယိုသေးညွတ်ကြိုးရှိခိုးကတော့လိုက်ပါသည်